1984 ခုနှစ်မှာတော့ဘော်ဒရင်ဟာဂျေရုဆလင်ရဲ့နန်းပလင်ပေါ်ကိုတက်လှမ်းလိုက်တဲ့အချိန်မှာတိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေဟာမီးတောင်ဝါတစ်ခုလိုဖြစ်နေတယ်။ဘရင်လေးရဲ့ကျမ်းမာရေးဟာတနေ့ထက်တနေ့ပုံမှန်မဟုတ်ဘူးဆိုတော့နန်းရင်းသားတချို့ကရိပ်မိနေတာကြောင့်ကွဲရမှာအထင်သေးတဲ့မျိုးလုံးတွေလှောင်ပြောင်နဲ့တီးရိုးတန်တွေဟာနန်းတော်ရဲ့နန်းရံတွေကြားထဲမှာပြည့်နှံ့နေခဲ့တယ်။အုပ်ချုပ်သူဘရင်ကအသက်ငယ်လွန်းပြီးတော့အားနည်းနေတယ်လို့ထင်မြင်နေကြတဲ့အတွက်ဂျေရုဆလင်နန်းတွင်ဟာအာဏာလုကျင်တဲ့အထူးအစုအဖွဲ့ကြီးနှစ်ခုအဖြစ်နဲ့ပြပြသက်သားကိုကွဲပြားသွားခဲ့ရတယ်။ပထမအဖွဲ့ကတော့ဒေသခံမူမန်းဟောင်းတွေအုပ်စုပါ။သူတို့ကတော့ဘော်ဒရင်ရဲ့ဦးကြီးတော်ထရီပိုလီကရေမွန်ဦးဆောင်ပါတယ်။ဒီအုပ်စုကတော့ဂျေရုဆလင်မြေမှာမျိုးဆက်နဲ့ချီပြီးနေထိုင်လာကြတဲ့သူတွေပါ။တစ်ဖက်ချမ်းမှာရှိတဲ့ဆလဒင်ရဲ့အင်အားဘလောက်တောင်ကြီးမားတယ်ဆိုတာကိုပန်းကောင်းကြီးသဘောပေါက်ကြတယ်။အဲဒါကြောင့်တိုင်းပြည်ကိုအချိန်မတန်ခင်စစ်မီမတောက်စေဘဲနဲ့တန်တမန်နီးလန်းနဲ့ငိမ့်ချမ်းကြီးကိုထိန်းညှိပြီးတော့တိုင်းပြည်ကိုတည်ငြိမ်ဖို့လိုလားကြတယ်။ဒါပေမဲ့ဒီငိမ့်ချမ်းရေးလှိုင်းလုံးကိုရိုက်ချိုးဖို့စောင့်နေတာကတော့ဒုတိယအုပ်စုအဖွဲ့ဖြစ်တဲ့ဥရောဘာသာစိတ်လိုလားတဲ့အုပ်စုတွေပါဒီအုပ်စုရဲ့နောက်ွယ်ကအဓိကဗီလန်ကြီးကတော့ကီရက်ခန်တက်ရဲ့အရှင်သခင်တယောက်ဖြစ်တဲ့ရီနိုပါရီနိုကဂျေရုဆလင်မှာအစတည်းကရှိနေတဲ့မျိုးရိုးမဟုတ်ပါဘူးသူကပြင်သစ်ကနေနယ်မြေနဲ့ယာရုလူကိုရောက်လာတဲ့စစ်သွေးကြွတယောက်ပါအာနာနဲ့စီးစိမ်ကိုတော်တော်မတ်မော့ပြီးတော့ရီနိုဟာအန်တီအောက်နယ်ကမိုးဆိုးမမင်းသမီးတစ်ပါးကိုအတင်းမြှူဆွဲလက်ထပ်ပြီးတော့ယာရုအာနာတွေရလာတဲ့သူပါဒါပေမဲ့မွတ်စလင်တွေကိုအကြောင်းမရှိအကြောင်းရှာရန်စားလုံးလို့ဖမ်းဆီးခြင်းခံရပြီးတော့မွတ်စလင်အချင်းထောင်မှာ15နှစ်တိုင်တိုက်ပိတ်ခြင်းခံရတဲ့ရာဇဝတ်ကောင်ပါဘော်ဒရင်ဖိုးနန်းတက်ခါသာ1186ခုနှစ်မှာထောင်ကလွတ်လာပြီးတော့အဲ့ဒီမြေခွေးအိုကြီးကဂျေရုဆလင်ကိုချက်ချင်းရောက်လာပြီးတော့ဂန္နာရတဲ့ဟာအချက်လက်ကြတဲ့ကီရက်ခန်တက်ရဲ့မိုးဆိုးမဖြစ်နေတဲ့သခင်မကိုထပ်ပြီးတော့လက်ထပ်ပြီးတော့နန်းရွေးနိုင်ငံရေးတွေကိုစိုးအတင်းတော့ဝင်ရတာဖြစ်ပါတယ်သူ့ရဲ့အုံနောက်ထဲမှာတော့ငြိမ်းချမ်းရေးဆိုတာမရှိဘဲနဲ့မွတ်စလင်တွေကိုတပ်ဖြတ်ပြီးတော့ကုံတယ်လှဲနှန်းတွေကိုလူရက်ဖို့တော့ပစောတက်နေတဲ့ကောင်ပါနောက်တစ်ယောက်ကတော့နန်းတော်ကဝင်ကပါလန်းနေတဲ့မှာရုပ်ရည်ချောင်းမောပင်မဲ့လှည့်ဝက်တဲ့အပြုံးနဲ့ဘရင်လေးရဲ့အမဖြစ်သူစီဗီလာနာကိုကပ်ပြီးတော့မြူဆွဲနေတဲ့ဂိုင်းဆိုတဲ့အကောင်ပါပဲသူ့ဝေယုံတွေကတော့သူ့စိတ်ဓာတ်နဲ့မလိုက်အောင်တက်တက်ရဲ့အသက်နဲ့မမြတ်နဲ့အထက်တန်းသားပုံစံဖြစ်နေတာကြောင့်နန်းတော်ထဲမှာ popular ဖြစ်နေတယ်ပေါ့ဗျာဂိုင်းကတော့ဘော်ဒရင်ဖိုးနန်းတက်ပြီးမှဥရောပနေရောက်လာတဲ့အသစ်ဆက်ဆက်အချောင်သမားဖြစ်ပါတယ်သူကပြင်သစ်နိုင်ငံမှာလူသတ်မှုတစ်ခုကျွလွန်ခဲ့တာကြောင့်တိုင်းပြည်ကနေပြည်နယ်ပေးခံရပြီးတော့ဒီဘက်ခရူးစိတ်နယ်မြေမှာကန်ဆန်းမှုပြေးလာတဲ့ရာဇဝတ်ကောင်တူဖြစ်တယ်။သူကစီးရေးပြူပါမှာဘာအီးချင်းမှမရှိပေမဲ့ရုပ်ဖြောင်းတာကိုအသုံးချပြီးတော့ဘော်ဒရင်ဖိုးရဲ့အမကြီးမုံဆိုးမှစီးပြီးလာကိုညှို့ဆွဲသိမ်းပိုက်လက်ထပ်ခဲ့တာဖြစ်ပါတယ်။ဒီနည်းနဲ့ပဲသူဟာတော်ဝင်မိသားစုရဲ့တမတ်အဖြစ်နဲ့ဂျေရုဆလင်နန်းတွင်ထဲမှာအာနာရဲ့အလဲဘဟုအခွေးဘောက်ကနေဝင်လာတဲ့ကောင်ပါ။ဒီလိုနဲ့ပဲရီနိုနဲ့ဂိုင်းနဲ့ပူးပေါင်းပြီးတော့တိုင်းပြည်ကိုစစ်မီးတဲ့ကိုထိုးကြွယ်ဖို့အစင်းသင်းဖြစ်လာခဲ့တယ်။ရီနိုနဲ့ဂိုင်းတို့ဥဆောင်တဲ့ဒီဥရောဘာသာအုပ်စုဟာတကယ်ကိုထင်ရှားဆိုင်တဲ့ငပိငညစ်တွေဖြစ်လာတယ်။သူတို့ကဒေသခံမူမတ်တွေရဲ့စကားကိုနားမထောင်အသက်ငယ်ပြီးတော့ကျမ်းမာရေးချိုးတဲ့နေတဲ့ဘရင်လေးဘော်ဒရင်ကိုလည်းထင်သေးအမြင်သေးနဲ့ရိုသေမှုမရှိရပါဘူး။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ဆလာဒင်နဲ့ချုပ်ထားတဲ့ငြိမ်းချမ်းရေးစာချုပ်ပြက်မပြက်တိုင်းပြည်ပြကြမကြမွတ်စလင်တွေရဲ့စီးစိမ်ကိုလူယူပြီးတော့သူတို့ကိုယ်ပိုင်အင်မာယာထူထောင်ဖို့နဲ့အာဏာတွေတိုးချဲ့ဖို့ဖြစ်ပါတယ်သူတို့ကဘရင်လေးမျက်စိလွှဲတာနဲ့ကီရက်ခန်တက်ကိုအခြေစိုက်ပြီးတော့ဂန္ဓာရအတွင်းကမွတ်စလင်နယ်နိမိတ်တွေကိုစတင်ရန်စတာတွေတရားမဝင်စစ်ပြင်တာတွေကိုထင်ရှားဆိုင်လှုပ်ဆောင်လာကြတယ်ဒီလိုနဲ့ဂျေရုဆလင်နိုင်ငံတော်ကြီးရဲ့အတွင်းပိုင်းဟာလောဘစောတက်နေတဲ့မူမတ်တွေအစွန်းရောက်တွေကြောင့်တစားစီအကွဲလာခဲ့ရပြီးတော့အပြင်ဘက်ကဂန္ဓာရချင်းသေးဆလာဒင်ရဲ့တက်မတော်နဲ့ဂျေရုဆလင်တို့ကြားမှာဘယ်အချိန်မှာပောက်ကွဲမလဲမသိတဲ့စစ်မီလီယံကြီးဟာခိုးတူလူထွက်လို့တဲမာမှုတွေအထုပ်ထိပ်ကိုရောက်ရှိလာခဲ့တယ်ဂျေရုဆလင်နိုင်ငံတော်ကြီးရဲ့အတွင်းပိုင်းဟာလောဘသားတွေကြောင့်တစားစီအကွဲနေတဲ့အချိန်မှာပြင်ပကဂန္ဓာရကြီးကတော့တိတ်ဆိတ်လွန်းနေခဲ့တယ်ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုကိုဥရောဘာသာအယူနှကောင်ကရက်စက်မှုတွေနဲ့စတင်ပြီးတော့ဖြိုးခွဲလိုက်တယ်။တေတွင်းနဲ့ကိုခြေတစ်ဖက်ရောက်နေတဲ့ဘရင်လေးဘော်ဒရင်ဖိုးဟာသူ့ရဲ့နူးပြိုတဲ့သွေးသားတွေနာကျင်မှုကင်းမဲ့ခန္ဓာကိုယ်ရင်းပြီးတော့အဲ့ဒီစင်းမီးတွေကိုနောက်ကနေလိုက်လံနှိမ့်သက်ခဲ့ရတယ်။1180ခုနှစ်ရဲ့ပူပြင်းချောက်သွေးနေတဲ့နေ့တစ်နေ့မိုးကုတ်ဆောင်းဝိုင်းအထိညီရဲတောက်လောင်နေတဲ့တဲကနာရအပြင်ပေါ်မှာဖုံလုံးကြီးတွေတလူလူထနေတယ်။အဲ့ဒီဖုံလုံးကြီးတွေရားထဲမှာတော့ကလအုပ်ရာပေါင်းများစွာကုန်ပစ္စည်းတွေကိုတင်ဆောင်ရင်းနဲ့ကလအုပ်တွေလှဲတွေနဲ့အတူအီဂျစ်ကနေဒမတ်စကတ်မြို့စီကိုဖြည်းဖြည်းချင်းဦးတည်မောင်းနေတဲ့မွတ်စလင်ကာရဗန်ကုန်တဲ့လှဲတန်းကြီးတစ်ခုရှိနေခဲ့တယ်။သူတို့ကဘရင်ဘော်ဒရင်နဲ့ဆလာဒင်တို့ချုပ်ဆိုထားတဲ့ငြိမ်းချမ်းရေးစာချုပ်ကိုယုံကြည်ပြီးတော့အေးအေးချမ်းချမ်းနဲ့ကိုခီးနေတာပါ။ဒါပေမဲ့အဲ့ဒီယုံကြည်မှုကိုကီရက်ခန်တက်ကြီးပေါ်ကနေလောဘတကြီးစောင့်ကြည့်နေတဲ့မြေခွေးကိုရီနိုကရိုက်ချိုလိုက်တယ်။လက်ကန်နာရရဲ့တိတ်ဆိတ်မှုကိုဖျက်ဆီးပြီးတော့ရင်းခွာတန်လေးတောင်းတောင်းဖြဖြနဲ့အတူ
ရီနိုရဲ့ခရူးစိတ်တစ်တီတော်တွေဟာကုန်းတယ်လှမ်းနှန်းကြီးတဲ့ကိုဓာတ်တွေဆွဲပြီးတော့ဇော့အတင်းကိုစီးနှင်ဝင်ရောက်ခဲ့တယ်ပြည့်မဲ့ကုန်းတယ်တွေရဲ့အော်ဟစ်တန်ဒီကလောက်တွေရဲ့ရုံးငံတန်တွေဟာခနာရလေတူးထဲမှာပြန့်လွင့်ပြီးတော့ပူပြင်းတဲ့အသေးပြင်ပေါ်မှာသွေးတွေချက်ချင်းချောင်းစီးခဲ့ရတယ်ရီနိုကကုန်းတယ်တွေကိုလူရရုံနဲ့မကဘူးအသက်ရှင်ရဲ့ကျန်းရည်သူတွေကိုပါကီရက်ခန်တက်ရဲ့ထောင်ထဲမှာပါနှိပ်စက်ခဲ့တယ်လို့ဆိုတယ်။ဒီသွေးစွန်းတဲ့သတင်းတွေကြောင့်ခနာရချင်းသေးဆလာတင်ဟာဒေါသအမျက်ချမ်းချောင်းထွက်ခဲ့ရပြီးတော့ဂျေရုဆလင်နန်းတော်စီကိုစစ်ရင်ညာဖို့ရာဇသံပေးပို့ခဲ့တယ်။တေးရန်ဆဲဆဲဖြစ်နေတဲ့ဘရင်လေးဘော်တွင်ကရီနေကိုခေါ်ပြီးတော့ပစ္စည်းတွေပြန်ပေးဖို့အမိန့်ပေးခဲ့ပေမဲ့လောင်ပြောင်ပြီးတော့ညှင်းဆန်ခဲ့တယ်။အဲ့ဒီချိန်မှာဘော်ရင်ဖိုးကသဘောကောင်းလုံးလို့အိတ်ဆိုင်ရော်ပေးခဲ့တာတော့မဟုတ်ပါဘူး။ဆလာတင်ဘက်ကစာချုပ်အတိုင်းမှန်ကန်နေတာရဲ့တစ်ဖက်မှာလည်းရီနိုရဲ့အုပ်ချုပ်မှုအောက်မှာစင်ရသူတွေကတော်တော်အားကောင်းနေတာကြောင့်ရီနိုကိုအတင်းအဓမ္မတွားရောက်အပြစ်ပေးရင်တိုင်းပြည်အတွင်းမှာအကြီးအကျယ်ပြည်တွင်းစစ်ဖြစ်သွားနိုင်လို့ပါပြည်တွင်းစစ်ဖြစ်ပြီးတော့ကိုလူချင်းချင်းတက်ဖြတ်ကြလို့အင်အားကြီးနေသွားရင်အပြင်ဘက်တိုင်းပြည်တွေကစစ်ပြူလာနိုင်လို့ပါဒါကြောင့် Foreign Force ဟာတိုင်းပြည်ရဲ့အသက်ကိုဆွဲဆန်ဖို့အတွက်သူ့ရဲ့တော်ဝင်ဘန်နာတိုက်ကိုဖွင့်ပြီးတော့ရော်ချင်းငွေအားလုံးကိုစိုက်ပြီးတော့ပေးခဲ့ရတာပါပထမအချိန်မှာဘရင်လေးလိုက်ရှင်ပေးခဲ့ရတာကို Reno ဟာသူ့ကိုယ်သူဟုတ်လာပြီးထင်ပြီးတော့တွင်းနေထင်ရောက်နေပြီ1182ခုနှစ်ရဲ့ဆောင်းရာသီမှာသူကကီရက်ခန်တဲ့အနီးကတစ်တော်တွေကနေပြီးတော့တစ်တွေကိုအမြောင်အများခုတ်ခံတဲ့ထဲမှာတင်တင်မော့အစိပ်ပိုင်းတွေကိုအကျန်းထည်ပုံဖော်ပြီးတော့ကလအုပ်ညာပေါင်းများစွာနဲ့အာကွာဘာပင်လယ်ကွေ့စီကိုတိတ်တဆိတ်သိမ်းသွားတယ်ပြီးတော့အဲ့ဒီတင်မောတွေကိုပြန်လဲတက်ဆင်ပြီးတော့အစ္စလမ်တို့ရဲ့တန်ရှင်းရမြေဖြစ်တဲ့မက္ကာနဲ့မဒီနာမြို့တွေကိုစီးနေတိုက်ခိုက်ဖို့မွတ်စလင်ဖျားဦးတင်မောတွေကိုလူရက်ဖို့အစေလုပ်ခဲ့တာပါဒါကမွတ်စလင်ကဘာတစ်ခုလုံးရဲ့နှလုံးသားကိုဓာတ်နဲ့ထိုးလိုက်တယ်လို့ဖြစ်တာကြောင့်ဆလာတင်ဟာဂျေရုဆလင်ကိုချိန်မုံဖို့စစ်တပ်ကြီးပြန်ပြီးတော့ပြင်ဆင်มาတော့တယ်1183ခုနှစ်အတွင်းမှာတိုင်းပြည်ပျက်စီးတော့မဲ့ဘေးကိုမြင်တဲ့ဘရင်လေးဘော်ဒရင်ဟာချက်ချင်းဆိုသလိုစစ်ရေးတန်ရေးတမရေးနှစ်ဖက်စလုံးကနေအပြင်းအထန်ကိုတုံ့ပြန်ခဲ့ရတယ်သူဟာသူရဲကောင်းတပ်ဖွဲ့တွေနဲ့ခြေလင်တပ်သားတွေကိုစုပြီးတော့ဂျော်ဒန်မြို့ဝမ်းရဲ့ဘီဖွာမြောက်ကာကွယ်ရေးတပ်စခန်းတွေစီကိုစစ်တပ်တွေကိုချက်ချင်းလှုပ်ပြီးတော့ဆလာတင်ရဲ့အေဂျစ်တပ်တွေဂျေရုဆလင်မြေထဲကိုဝင်မလာနိုင်အောင်လို့အသေးခံခုခံမှုပြင်ဆင်ခဲ့ရတယ်။တစ်ဖက်မှာလည်းတန်တမန်ရေးရာအရဆလာတင်ရဲ့အုပ်ချုပ်မှုအောက်ကမဟာမိတ်တွေလျှို့ဝှက်တပ်ဖွဲ့တွေကြားထဲမှာတန်တမန်တွေဆေးလှုပ်ပြီးတော့ရီနိုရဲ့လောက်ရဟာဂျေရုဆလင်အစိုးရရဲ့သဘောထားမဟုတ်ကြောင်းနဲ့ရီနိုကိုလည်းအပြစ်ပေးဖို့ကြိုးစားနေကြောင်းစာလာတွေပို့ပြီးတော့တန်တမန်နီးနဲ့ညှိနှိုင်းခဲ့ရတယ်။ဒီလိုနဲ့ရီနိုရဲ့ပင်လယ်ဓမြတပ်ကိုမွတ်စလင်တပ်တွေကာကွယ်ချိန်မုန်းနိုင်ဖို့အတွက်အချိန်ဆွဲပေးရင်းနဲ့တင်းမာမှုတွေကိုတန်မဏိစိတ်ဓာတ်နဲ့လိုက်လံထိန်းညှိနေခဲ့ရတယ်။ဒါနဲ့မကားသေးပါဘူး1184ခုနှစ်ရောက်တဲ့အခါမှာတော့ရီနိုရဲ့မိုင်းမဲမှုကထိုးထိပ်ကိုရောက်သွားပြီသူကဂန္ဓာရအတွင်ဖြတ်တန်းသွားနေတဲ့မွတ်စလင်ကုံတယ်လှဲတန်းတစ်ခုကိုထပ်ပြီးတော့ဓမြတိုက်တက်ဖြတ်ခဲ့တယ်ဒါကိုမခံမရနိုင်တော့တဲ့ဆလာတင်ကစစ်တီရင်ကတောက်ကနန်းလောက်ပါတဲ့အေယာမစစ်တပ်ကြီးကိုဦးဆောင်ပြီးတော့ရီနိုအခြေဆိုင်တဲ့ကီရက်ခန်တဲ့ကြီးကိုဘိုင်းဝန်းပိတ်ဆို့ပြီးတော့အပြင်းထန်ကိုစတင်ချိန်မုံတော့တယ်အဲ့ဒီချိန်မှာဘီရင်လေးဘော်ရင်ဖိုးဟာအသက်က23နှစ်ပဲရှိသေးတယ်ဒါပေမဲ့ယောဂဝေဒနာအပြင်းထန်ခံစားနေပြီးတော့မျက်စိနှလုံးကလည်းကွဲလူးနီးပါးဖြစ်နေပြီလမ်းတောင်ကောင်းကောင်းရှောက်လို့မရတော့တဲ့အခြေအနေကိုရောက်နေတာပါဒါပေမဲ့ရီနိုမိုင်းမဲလို့ဖြစ်လာတဲ့စစ်မီးကြောင့်တိုင်းပြည်ပြကြတော့မဲ့အရေးကိုသူကြည့်မနေခဲ့ဘူးချိနဲ့နေတဲ့ခန္ဓာကိုယ်နဲ့ခြေတန်းအထီကိုကိုယ်တိုင်ချီတက်ပြီးတော့ဥဆောင်ခဲ့တယ်။ကိုရင်းလာတဲ့ခန္ဓာရတဲ့မှာနာယောဂတန်ကိုအလူလဲခံရင်းနဲ့ရက်တွေနဲ့ချီပြီးတော့ပင်မကြီးစွာနဲ့ခီးနေခဲ့ရတယ်။ကီရက်ခန်တဲ့ရှိစစ်မြေပြင်ကိုရောက်လာတဲ့အခါခန္ဓာရရဲ့အေဂရီဂျီဆလာတင်နဲ့မျက်နှာဖုံးပိုင်ရှင်ဘရင်လေးဘော်ဒရင်ဖိုးတို့ဟာထိတ်တာမျက်နှာချင်းဆိုင်စကားပြောခွင့်ရခဲ့တယ်။ဘော်ဒရင်ဖိုးကဂျေရုဆလင်ရဲ့တည်ငြိမ်မှုကိုထိန်းသိမ်းဖို့အတွက်စစ်မဖြစ်ရှင်ကြောင်းနဲ့ပြပြသားသားပြောခဲ့တယ်။ဒါပေမဲ့ကျမ်းမာရေးလည်းမကောင်းအင်အားလည်းမမျှပဲနဲ့တိုင်းပြည်အတွက်စစ်တိုက်မယ်ဆိုလဲတိုက်ဖို့အစဉ်အသင့်ဖြစ်နေတဲ့သူ့ရဲ့တပ်တီနဲ့ဆိုဂျေရုဆလင်ရဲ့ဘရင်ဆိုတဲ့တရဘူဟာသူ့အတွက်အလွန်ထိုက်တန်ကြောင်းတော့ဆလာတင်ကမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတယ်။ဆလာတင်ဟာတိတ်လုံးညောပါဖြစ်နေတဲ့ကြားတိုင်းပြည်အတွက်ဟန်းစင်ဘောကနေရောက်လာတဲ့ဘရင်လေးရဲ့တန်မဏိလိုစိတ်ဓာတ်နဲ့ရဲစန်းတက်တီကိုလေးစားခဲ့တာကြောင့်ဘယ်ဒရင်ရဲ့တက်တွေဟာသူ့လောက်အင်အားမကြီးပေမဲ့မဟာဗျူဟာကြကြတေးသေးချာချာခုခံမှုစီစဉ်ထားတာကြောင့်အလွယ်တကူနဲ့ထိုးပေါက်မရနိုင်တာရောကြားလာရင်ဆလာတင်ရဲ့တက်တွေဟာရိတ်ခါပြက်လက်လာနိုင်တာကြောင့်ဘရင်လေးရဲ့တောင်းဆိုမှုကိုသဘောတူလက်ခံပြီးတော့သူ့ရဲ့စစ်တပ်ကြီးကိုကီရက်ခန်တက်ကနေပြီးတော့အေးချင်းချင်းနောက်ကိုပြန်ဆုတ်ပေးခဲ့တယ်ဒီယူမိုက်တဲ့မူးမတ်တွေကစစ်မီးကိုသုံးချိန်တိုင်းတောက်လောင်စေအောင်မှွေခဲ့ကြပေမဲ့မျက်နှာပုတ်ချင်းဘရင်လေးဘော်တွင်းကတော့တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကိုကာကွယ်သွားခဲ့တယ်ဒါပေမဲ့ဒါဟာသူနောက်ဆုံးကာကွယ်ပေးနိုင်ခဲ့တာဖြစ်ပြီးတော့ဂျေရုဆလင်ကိုအဆုံးသတ်မဲ့ကံကြမ္မာရဲ့နာယီကတော့အဆုံးသတ်ဖို့ဘက်ကိုနီးကပ်လာခဲ့ပြီဖြစ်ပါတယ်